ဒီဇလန်ဟာထိုင်းနိုင်ငံကမင်္ဂလာဆောင်အိတ်ခံပွဲတစ်ခုမှာစတင်ခဲ့ပါတယ်အိတ်ခံပွဲရဲ့ပျော်ရွှင်စရာဂီတသံတွေကြားမှာအမားနဲ့သူမီအချစ်ဆုံးသူငယ်ချင်းလော်နီတို့ဟာသူငယ်ချင်းဖြစ်သူရဲ့မင်္ဂလာပွဲကိုဝမ်းသာအားရဆင်နွှဲနေကြတာပါသူတို့သမီးရဲ့ပျော်ရွှင်နေတဲ့မျက်နှာကိုကြည့်ပြီးအမားကငေးမောနေစဉ်လော်နီကနောက်တစ်ယောက်မင်္ဂလာဆောင်ရမှာမင်းပဲလို့ပျော်ပျော်ပါးပါးဆနှောက်နေခဲ့ပါတယ်အမားတယောက်စားပွဲနားမှာထူးဆန်းတဲ့ဒေသစာတွေကိုကြည့်ပြီးဝေခွဲမရဖြစ်နေချိန်မှာမန်ဒယ်ဆိုတဲ့အမျိုးသားတယောက်ရောက်လာပြီးဟင်းပွဲတွေကိုလိုက်လံမိတ်ဆက်ပေးပါတယ်သူကအမာကိုအရသာအနှဲငယ်ငယ်နဲ့ပိုးတုံးလုံးကျော်ကိုမီးစမ်းကြည့်ဖို့တိုက်တွန်းတာကြောင့်အမာလည်းမဝတ်မရဲနဲ့တကိုက်ကိုက်ကြည့်လိုက်ပေမဲ့ချက်ချင်းပဲအော့အမတက်ဖြစ်သွားတာကြောင့်ရေမြန်တော့ပြီးအချိုပွဲကိုပဲပြောင်းစားလိုက်ပါတော့တယ်မန်ဒယ်ကအမအနားမှာပဲရှိနေပေးပြီးသူ့ကိုယ်သူမိတ်ဆက်ပါတယ်အမာကသူ့ရဲ့နေရက်ကိုမေးတဲ့အခါသူကပြုံးပြီးသမုဒ္ဒရာကြီးပေါ့လို့ဖြေခဲ့ပါတယ်သူဟာဝက်စတေးလျတဟီဒီဘာလီတို့မှာနေထိုင်ခဲ့ဘူးပြီးအခုထိုင်းနိုင်ငံမှာအနဝါဂေဟာစနစ်လေခီးစဉ်တခုကိုဦးစီးနေတာပါဒါဟာသူ့ရဲ့အိမ်မက်ဖြစ်ပြီးအထူးသဖြင့်ငါးမန်းတွေရောက်လာတဲ့အချိန်ဆိုသူအရန်သဘောကျကြောင်းပြောပြပါတယ်အမာကလည်းသူမဟာညဆိုင်တွေဆက်တိုက်ဆင်းရပေမဲ့သူမရဲ့တူနာပြုတ်အလုပ်ကိုအရန်မျက်နှိုးကြောင်းပြန်ပြောပြပါတယ်အဲ့ဒီအချိန်မှာမှန်ဒေကအမရဲ့မျက်ဝန်းရောင်ကိုတတိထားမိပြီးမင်းမြတ်ရအမာကအပြရောင်မဟုတ်ပါဘူးအပြထက်အစိမ့်ဘက်ပို့လို့တယ်လို့ဖြေပါတယ်မန်ဒယ်ကဒီဒေသရဲ့အယူဆော့အရာမျက်လုံးစိမ်းရောင်ရှိသူတွေဟာကံကောင်းခြင်းရဲ့တင်ကေတပဲလို့အတိတ်ပဲပါပြောလိုက်တဲ့အချိန်မှာလော်နီရောက်လာတာကြောင့်အမာကမန်ဒယ်နဲ့မိတ်ဆက်ပေးလိုက်ပါတယ်မြူးပိုင်းရောက်တဲ့အခါအဲ့ဒီတွေဟာကောင်းကင်ဘိုဟူးမီးပုံးတွေလွတ်တင်ပြီးဆူတောင်းကြပါတယ်လော်နီကအမာကိုမန်ဒယ်နဲ့သဘောတူပြီးကျွန်းပေါ်မှာကလေးတွေမွေးပြီးနေလိုက်ဖို့ဆနောက်တဲ့အခါအမာကရေမောပြီးသူမဟာအပန်းဖြေကြီးကအချစ်ဇလန်းတွေကိုစိတ်မဝင်စားကြောင်းညင်းဆိုပါတယ်မန်ဒယ်ကသူတို့နှစ်ယောက်နားရောက်လာပြီးနောက်နေ့အစီအစဉ်ကိုမေးတဲ့အခါလော်နီကပင်လေပျော်စီးတင်မောစီးမလို့ဖြေပါတယ်မန်ဒယ်ကသူ့ရဲ့ငါးမန်းထိန်တရေးဆောင်တဘာဝခရီးစဉ်မှာပါဝင်ဖို့ဖိတ်ခေါ်ပေမဲ့အမာကတော့ငါးမန်းအတွေ့ကြားတဲ့တွားမဲ့အစားမြင်းစီးရတာကိုပိုကြိုက်တယ်လို့ညည်းတွားပါတယ်ဒါပေမဲ့လော်နီကမင်္ဂလာဆောင်ထားတဲ့ဇနီးမောင်နှံတွေလည်းသူတို့မရှိတာတတိထားမိမှာမဟုတ်ဘူးလို့ပြောပြီးအမကိုစုခေါ်တာကြောင့်နောက်နေ့ခရီးစဉ်ကိုလက်ခံလိုက်ကြပါတော့တယ်နောက်တနေ့မနက်မှာတော့အမာနဲ့လော်နီတို့စိတ်ကန်းကိုရောက်လာကြပါတယ်လော်နီကငါးမန်းကြည့်ပြီးပြန်လာတဲ့ကလေးတွေကိုမင်းမြတ်ရကလေးတွေကငါးမန်းကြီးတွေဟာလေထက်တောင်ကြီးသေးတယ်လို့စိတ်လှုပ်ရှားစွာပြောပြကြပါတယ်မန်ဒယ်ကသူတို့နှစ်ယောက်ကိုကြိုဆိုပြီးသူ့ရဲ့လက်ထောက်လူငယ်ဖြစ်သူယူဟန်နဲ့မိတ်ဆက်ပေးပါတယ်ယူဟန်ဟာဂရိတ်ဘယ်ရီယာဒီမှာအလုပ်လုပ်ပြီးပြန်လာခါစားဖြစ်ပါတယ်လော်နီကခီးစဉ်ကိုဗီဒီယိုရိုက်ရင်းမန်ဒယ်ကိုငါးမန်းတွေနဲ့စကားပြောနိုင်သူလို့တင်စားခေါ်ဝေါ်ပါတယ်လော်နီကလေဘော်ကိုတက်ကြဝိုးစွာတက်သွားပေမဲ့အမာကတော့ခဏတာတွန်းဆုတ်နေပြီးမှလေဘော်တက်လာခဲ့ပါတယ်လေလေးခီးဆက်တင်တဲ့အခါလှပတဲ့ကျုံးပတ်ဝန်းကျင်ရှုခင်းတွေကဆွဲဆောင်မှုရှိလာပါတယ်လော်နီကသူမရဲ့စစ်ဆက်ထားသူကိုဖုံးဆက်ချင်လို့လိုက်မိလားမေးရမန်ဒယ်ကပြင်မရောက်မချင်းလိုက်မိမှာမဟုတ်ဘူးလို့ဆနောက်ပါတယ်မန်ဒယ်ကငါးမန်းတွေအကြောင်းရှင်းပြရမှာငါးမန်းတွေဟာလူတွေထင်သလိုရန်လိုရဲ့တတဝါတွေမဟုတ်ပဲစူးစူးဆန်းဆန်းရှိတတ်ကြတာပါကဘာပေါ်မှာလူသားတွေကသာငါးမန်းတွေအတွက်အကြီးမားဆုံးချင်းချောက်မှုဖြစ်ပြီးငါးမန်းတွေကအသက်ရှင်ဖို့ပဲတက်ဖြတ်ပေမဲ့လူတွေကတော့လောဘကြောက်ရွံ့မှုနဲ့ခက်လက်စားချေမှုတော့အေးကြောင့်ဖြက်စီးတတ်ကြတယ်လို့ပြောပြပါတယ်ငါးမန်းတွေဟာပင်လေဂေဟစနစ်ကိုထိန်းညှိပေးတာကြောင့်သူတို့ကိုကာကွယ်ဖို့လိုအပ်ကြောင်းပြောပြတဲ့မန်ဒယ်ရဲ့ဝါဒနာနဲ့အသိပညာကိုအမှားသဘောကျသွားပါတယ်မန်ဒယ်ဟာအရင်ကအနဝါဇီဝဗေဒပညာရှင်တဦးဖြစ်ခဲ့ဦးကြောင်းလည်းသိလိုက်ရပါတယ်လေကလေးဟာငါးမန်းတွေကျက်စားတဲ့ပင်လယ်အော်စီရောက်ရှိလာပါတယ်ယူဟန်ကကြောက်ဆူးချလိုက်ပြီးမန်ဒယ်ကငါးမန်းတွေရဲ့ကြောဆူးတောင်နဲ့အမိအမတ်သားတွေဟာလူတွေရဲ့လက်တွေလိုပဲတကောင်နဲ့တကောင်မတူကြောင်းရှင်းပြပါတယ်မန်ဒယ်ကယူဟန်ကိုငါးမန်းစာတွေယူခိုင်းပြီးအမျိုးသမီးနှစ်ဦးကိုရေထဲပစ်ချခိုင်းပါတယ်လော်နီကညီစော်နယ်လို့ညှင်းဆန်ပြီးအမာကလည်းအပြက်အသက်ညှင်းဆိုပါတယ်မန်ဒယ်ကဒါကငါးမန်းတွေအတွက်တော့ရေခဲမုံလိုပဲလို့ဟာသလို့တာကြောင့်လော်နီလည်းရွရွရှာရှာနဲ့ရေထဲပစ်ချလိုက်ပါတယ်မိနစ်ပိုင်းတွင်းမှာပဲကြားငါးမန်းအုပ်ကြီးရောက်လာပြီးအစာလူးကြပါတော့တယ်မန်ဒယ်ကငါးမန်းတွေကိုသွားဖို့တက်ကြည့်ဖို့တိုက်တွန်းတဲ့အခါလော်နီကြောက်နေတာကြောင့်မန်ဒယ်ကအမလက်ကိုကင်ပြီးငါးမန်းတကောင်ရဲ့ကြောကိုညင်သာစွာထိတွေ့စေပါတယ်အမာကသူတို့အရေးပြားကကော်ပတ်ဆက်ကူလိုပဲလို့ရေယူပါတယ်အဲ့ဒီနောက်မန်ဒယ်ကငါးမန်းစာအသားတုံးကြီးကိုချခိုင်းတဲ့အချိန်မှာပဲအခြေအနေတွေရုတ်တရက်ပြောင်းလဲသွားပါတယ်ငါးမန်းတကောင်ဟာလေရဲ့တန်ကြိုးနဲ့ညီမိပြီးရုန်းကန်တာကြောင့်လေကြီးတလုတ်လုတ်ဖြစ်သွားပါတယ်ယူဟန်ကစိတ်လှုပ်ရှားပြီးငါးမန်းကိုတုံးနဲ့လှမ်းရိုက်တာကြောင့်ငါးမန်းကပိုပြီးတောင်းကျမ်းလာပါတယ်မန်ဒယ်ကစိတ်ဆိုးပြီးယူဟန်စီကဓားကိုလူကတန်ကြိုးကိုဖျက်ပေးလိုက်လို့ငါးမန်းကြီးလွတ်မြောက်သွားပါတယ်ထော်ညာမန်းဟာဒေတာရင်းနမီကြီးပြီးကိုဝန်ဆောင်ထားတဲ့ရှီနာဆိုရဲဆဲနှစ်ပေခွဲခန့်ရှိကြားငါးမန်းကြီးဖြစ်ပါတယ်မန်ဒယ်ကယူဟန်ကိုနောက်တစ်ခါဒါမျိုးလုပ်ရင်လေဘော်ကဆင်းရမယ်လို့ပြင်းပြင်းထန်ထန်တတိပေးလိုက်ပါတယ်ဒါပေမဲ့မကြခင်မှာပဲလေအောက်ခြေမှာရေတွေဝင်နေတာကိုယူဟန်တတိထားမိသွားပါတယ်စောစောကငါးမန်းနဲ့တိုက်မိတဲ့အချိန်ကြောင့်လေကွန်ကွဲအပ်သွားတာပါမန်ဒယ်ကရေဒီယိုကနေကေဆေရေးဖွဲ့ကိုအရေးပေါ်ဆက်သွယ်ပေမဲ့ကမ်ဘာတောင်တွေကြောင့်
လိုင်းမမိပဲတစ်ဖြက်အတန်တွေပဲထွက်ပေါ်နေပါတယ်လေကတဖြည်းဖြည်းနစ်မြုပ်လာတာကြောင့်မန်ဒဲကသူကိုယ်တိုင်အနီးနားကကျုံးတကျုံးစီရေကူးသွားပြီးရွာကနေအကူညီတောင်ဥဖို့ဆုံးဖြတ်လိုက်ပါတယ်အမာတို့ကငါးမန်းတွေကြောင့်စိတ်ပူပေမဲ့မန်ဒဲကရေထဲမှာသွေးညှိနေမရှိရင်ငါးမန်းတွေရမမှုကြောင်းပြောပြီးရေရဲခုန်ချကကျုံးစီကိုအရောက်ကူးခတ်သွားပါတယ်လေပေါ်မှာတော့ယူဟန်ကစိတ်တက်ကြပြီးငါးမန်းတွေကိုမိစ္ဆာကောင်တွေလိုစဲဆိုကအရင်ကငါးမန်းလောင်အိမ်ထဲကခီးသွားတယောက်ငါးမန်းကြိုက်ခံရပြီးတေဆုံးခဲ့ဘူးတဲ့သူ့ရဲ့စိတ်တန်ရာဇလန်းကိုပြောပြနေပါတယ်ကျုံးပေါ်ရောက်သွားတဲ့မန်ဒဲဟာဖုံးလိုက်မမိတာကြောင့်ရွာအထိမသွားတော့ဘဲတွေးရှိတဲ့ကနူးလေးအစုပ်လေးတစ်စီးကိုမောင်းပြီးလေစီကိုပြန်လော်ခတ်လာပါတယ်လေပေါ်ကအမာနဲ့လော်နီတို့မန်ဒဲပြန်လာတာကိုမြင်တော့ဝမ်းသာသွားကြပါတယ်မန်ဒဲကမိန်းကလေးနှစ်ယောက်ကိုကနူးလေးပေါ်တက်ပြီးရွာကိုသွားဖို့ပြောပေမဲ့ယူဟန်ကအတဆန်စွာနဲ့သူပဲအရင်သွားမယ်ဆိုပြီးလူတက်ပါတယ်ထိုစဉ်ရေစီးတန်တာကြောင့်လေတက်ကြီးရေထဲမျောပါသွားပြီးမန်ဒဲကစင်းဆဲရဲ့အချိန်မှာပဲငါးမန်းတကောင်ကမန်ဒဲရဲ့ခြေထောက်ကိုကိုက်ဆွဲလိုက်ပါတော့တယ်မန်ဒဲဒဏ်ရာပြင်းထန်စွာနဲ့လေပေါ်ပြန်တက်လာနိုင်ပေမဲ့သူ့ရဲ့သွေးတွေကငါးမန်းတွေကိုပုံမဆွဲဆောင်နေပါတယ်အမာကမန်ဒဲကိုကျိုးနဲ့ဒဏ်ရာစီးပေးနေတော့ယူဟန်ကအကြောက်လွန်ပြီးအမာနဲ့လော်နီတို့ကိုတွန်းထုတ်ကနူးလေကိုလူယူဖို့စ조사ပါတယ်ယူဟန်နဲ့လော်နီတို့ကနူးလေပေါ်မှာလုံးထွေးတပုတ်ကြရင်ယူဟန်ကဓာတ်နဲ့တက်မကိုတုံးပြီးလော်နီကိုရဲရဲဆက်ဆက်တိုက်ခိုက်ပါတယ်ကနူးလေကြီးမောက်သွားပြီးအမာကဒဏ်ရာပြင်းထန်စွာရရှိသွားတဲ့လော်နီကိုရေထဲကနေဆွဲထုတ်ပြီးနစ်မြုပ်နေတဲ့လေပြက်ပေါ်ကိုတင်ပေးလိုက်ရပါတယ်ယူဟန်ကတော့ကနူးလေနဲ့အတူမျောပါသွားပါတယ်လေပြက်ပေါ်မှာလော်နီဟာဒဏ်ရာပြင်းထန်လုံးတာကြောင့်အမလက်ထဲမှာတင်အသက်ပြောက်သွားရှာပါတယ်အချစ်ဆုံးသူငယ်ချင်းတေဆုံးသွားတာကြောင့်အမာတယောက်စိတ်ပူပန်ပြီးစာလောင်မွတ်တိတ်နေတဲ့ငါးမန်းအုပ်ကြီးကြားမှာအရှုံးပေးဖို့ပြင်ဆင်နေပါတယ်လေကလုံးဝနစ်မြုပ်တော့မှဖြစ်လို့မန်ဒဲကယာယီဖောင်ဆုပ်လေးတစ်ခုကိုလှုပ်ပြီးအမကိုဆွဲတင်ဖို့စ조사ပါတယ်မန်ဒဲကရက်ဆက်ပေမဲ့လက်တွေ့ကြတဲ့အကြံတစ်ခုကိုပေးပါတယ်ဒါကတော့လော်နီရဲ့ရုပ်လောင်းကိုငါးမန်းစာအဖြစ်သုံးပြီးငါးမန်းတွေကိုလမ်းလွဲကသူတို့ထွက်ပြေးဖို့ပါပဲအမာကနိုးကြွေးပြီးညှင်းဆန်ပေမဲ့တခြားနဲ့လည်းမရှိတော့တာကြောင့်မျက်ရည်တွေကြားကနေလော်နီရဲ့ရုပ်လောင်းကိုရဲချပေးလိုက်ရပါတယ်ငါးမန်းတွေလော်နီကိုဝိုင်းအောင်စားတော့နေချိန်မှာမန်ဒဲကအမာကိုဖောင်ပေါ်ဆွဲတင်လိုက်နိုင်ပါတယ်ညနေပိုင်းကိုဖောင်ဆုပ်လေးပေါ်မှာဖြတ်တန်းပြီးနောက်တနေ့မနက်မှာတော့ငါးမန်းတွေကဖောင်ကိုဝိုင်းလာပြန်ပါတယ်မန်ဒဲကသူ့ရဲ့ကံကောင်းခြင်းလက်ကောက်ကိုအမကိုပေးပြီးမင်းလွတ်မြောက်မှာပါလို့ပြောကအမကိုကယ်တင်ဖို့အတွက်သူကိုယ်တိုင်ရေရဲကိုခုန်ချပြီးငါးမန်းတွေကိုလမ်းလွဲပေးခဲ့ပါတယ်မန်ဒဲတယောက်ငါးမန်းကြိုက်ခံရပြီးတေဆုံးသွားချိန်မှာအမဟာဖောင်ပေါ်မှာတယောက်တည်းငိုကြွေးကြံရစ်ခဲ့ပါတယ်မကြခင်မှာပဲအမဟာအဝေးကရေလုံငန်းလေကြီးတစ်စီးကိုလက်မြင်လိုက်ရပါတယ်ရေထဲမှာမျောနေတဲ့ရေဒီယိုကိုအသက်ဆွန့်ဆင်းကောက်ပြီးလေစီကိုအကူညီလန်းတောင်းရမှာတော့အမကိုကယ်ဆယ်ရေးသမားတွေကလေပေါ်ဆွဲတင်ပေးလိုက်ပါတယ်လေပေါ်ရောက်ပြီးအမရေချိုးခန်းထဲကထွက်လာတဲ့အခါမှာတော့ဒုံလို့စရာမြင်ကွင်းကိုတွေ့လိုက်ရပါတယ်အဲ့ဒီလေဟာတရားမဝင်ငါးမန်းတောင်ဖြတ်တဲ့လေဖြစ်ပြီးကုန်းပတ်တစ်ခုလုံးမှာငါးမန်းအသေးကောင်တွေနဲ့ပြည့်နေနေတာပါမန်ဒဲကာဝယ်ခြင်းခဲ့တဲ့ငါးမန်းတွေရက်ဆက်စွာအသက်ခံထားရတာကိုကြည့်ပြီးအမရင်ခွဲမတက်ခံစားရကမန်ဒဲပေးခဲ့တဲ့လက်ကောက်လေးကိုဝတ်ဆင်ပြီးအားတင်းထားလိုက်ပါတယ်ရုတ်တရက်အမနောက်ကနေလူတယောက်ချင်းကပ်လာပြီးအရာဝတ္ထုတစ်ခုနဲ့ရိုက်နှက်လိုက်ပါတယ်ဒါဟာအဲ့ဒီလေပေါ်ကိုအရင်ရောက်နေတဲ့ယူဟန်ပဲဖြစ်ပါတယ်ယူဟန်ကသွေးယူသွေးတဲ့နဲ့ငါလော်နီကိုမတက်ခဲ့ဘူးလို့အော်ဟစ်ပြီးအမကိုတက်ဖို့စ조사ပါတယ်အမာကဘေးနားကပလက်ယာကိုကောက်ကင်ပြီးယူဟန်ကိုအစွမ်းကုန်ပြန်လဲတိုက်ခိုက်ပါတယ်စိတ်တပိုင်းရောရုပ်ပိုင်းပါတမာသွားတဲ့အမာဟာယူဟန်ကိုအသာစီးရသွားပြီးနောက်ဆုံးမှာတော့လော်နီအတွက်ကလေးစားချီတဲ့အနေနဲ့ယူဟန်ကိုလေပေါ်ကနေပင်လယ်ထဲကိုကန်ချလိုက်ပါတော့တယ်ရေထဲကိုကျသွားတဲ့ယူဟန်ဟာကေပါဦးလို့အော်ဟစ်နေပေမဲ့သူ့ဘေးနားမှာငါးမန်းအုပ်ကြီးဝိုင်းလာတာကိုအမာကတော့လေပေါ်ကနေမလို့မရှက်သွေးအေးအေးနဲ့ပဲစိုက်ကြည့်နေပါတော့တယ်ဒီလိုစကားကောင်းများကိုကြည့်ရှုနိုင်အောင်ကျွန်တော် channel လေးကို like and subscribe လေးလုပ်ပေးပါအောင်